မုတ်ထဲကိုဝင်ပြီးအာဂိတ်ထဲကိုဝင်အာဂိတ်ရဲ့အောက်ဆုံးကဒီဘာမုတ်လဲမသိမုတ်နေမသိလို့ဘလို့ပေးမလဲဆိုတော့ချီစာ clash လို့ဒီ lobby ထဲဝင်နေဆိုရင်ဒီမှာသူတို့ရဲ့ဒီ guide တွေပေးထားတယ်ပေါ့နော်ဘာလို့ရင်ဘာဖြစ်တယ်ဆိုတော့ guide တွေပေးထားပါဒါကတော့အရင်ဒီ overlay ဆိုတော့ဒီမှာဗဒါအရင်တစ်ခါလေးလာတော့တွေ့တဲ့အတိုင်းပဲကျွန်တော်တငယ်ချင်းတွေအကုန်စောနေတာတယောက်တည်းပဲသွားဆော်လိုက်ပါဒီမှာဘာမှတစ်ခါမှလည်းမကိုင်းဘူးတဲ့ asma နဲ့ asma ကိုင်းရတဲ့အကြောင်းရင်းကျတော့ဒီပွဲမှာမာဂျင်လို့ပေါ့နော်ဗဒါဆိုတော့ပိုကောင်းတာပေါ့ကွန်မိုဒီကျွန်တော်မှအဲ့လိုဆိုတာဒီ second ကမရှိတော့ try ကတ်အိုင်တန်တော့ခုပြထားတဲ့ item ကိုသုံးပြီးဆော်မှာပေါ့နော်ဒါပေမဲ့ဒီပေါ့နော် global နံပါတ်1ဟာကိုတော့မှာကိုကတော့ game နဲ့ရောက်ပြီးဒီမှာ game မှာပေးလိုက်တာ fragment တွေယူရတယ်ပေါ့နော်ဒီ fragment game နဲ့မှာအရန်အဲ့ဒါယူတက်မှာလေဒီ game ကိုနိုင်မှာပေါ့နော်ပြီးဒီမှာသူက item ကိုရွေးခိုင်းနေကျွန်တော်တို့ဒီပထမဆုံးဒီပေါ့နော်အစိမ်းအောင် item လေးကို round 1စနေပါပြီ enemy မှာကျတော့ဒီနနာရဲ့ alpha ရဲ့ box ရဲ့ဆိုအဲ့လောက်ကြီးပြီးတော့တပွဲထူးထူးခြားခြားပေါ့နော်ဒီခုဆိုရဲ့ high low ရဲ့ဒီ RD ပါတယ်ဒါတခြားပွဲတွေကြာရင်ဒီ tiger တွေပါတယ်အဲ့ထဲမှာဆိုတော့အစိုးရဆုံးကတော့ easter ရဲ့ စကေRD ပါပဲဘာလို့လဲဆိုတော့သူ့ရဲ့ RD ရပေါ့နော်တွေးနေနဲ့ပဲကျွန်တော်နိုင်ဝိုင်းနဲ့ round 2ရဝိုင်းပေါ့နော် round 2မှာအိုင်နဲ့တစ်ခုထပ်ပြီးရပြီး saber link လေးကိုနေ fragment ထပ်လိုက်ကိုက fragment မျိုးတော့ဆိုအမှလက်မပြထားတဲ့နှစ်ခုတည်းတစ်ခုရွေးလိုက်ကျွန်တော်ကတော့အဲ့နှစ်ခုတည်းထောက်ကူ enemy ကကျ fighter 3ကောင်ပေါ့နော်အဲ့လောက်ကြီးလည်းမစိုးပါဘူးဒါပေမဲ့လည်းဒီသူတို့ပြန်ပြီးတော့ယုံတာဟိုမှာတော်တော်ပြန်ယုံလာပကွေတို့တော့မှပြန်သေးပါပြောရလေဒီပွဲဆောကနိုင်လို့သာနိုင်တာပေါ့နော်ဒီ line ရလည်းလုံးဝအားနေပဲ round 3ပြီးတော့ round 4နဲ့ round 5ကိုအောင်မြင်နဲ့ပြီးဆုံးနေပဲကျွန်တော်တို့ဒီ round 7ကိုသွားမယ်ပေါ့နော် round 7မှာဆိုတော့ fragment နှစ်ခုပဲပြီးတော့ကျွန်တော်ဒီတွေးတက်တွေပဲယူလိုက်တယ် enemy ဘက်မှာကျတော့မေး magic damage က3ကောင်လုံးက magic damage ဆိုကျွန်တော်အတနာရှိတော့မဟုတ်ဒီ radiant အမှားတယ်ကြည့်ပါလားမာတောင်းတာပဲကျွန်တော်ဘယ်လောက်တက်တက်တောင်းကိုဘက်ကတော့ကွန်မိုမိနေတာပဲကျွန်တော်က RD ထိုးတယ်ဒီပကွီတော့က RD နဲ့ထိုးတယ်ပြီးရင်ဒီပဒန်းလည်း RD နဲ့ထားဆုံးမှာတော့ Atlas တကောင်နဲ့ကျွန်တော် Atlas ကတော့ AC ပဲလုံတာပြီးလဲပြီးတော့ High Low RD ရောက်ကျွန်တော်တို့တွေးလျှော့တာနဲ့တော်သေးရဲ့ပကွေလိုလေးဝင်ထားတယ်ပဲ Round 7နဲ့အောင်မြဲပြီးဆုံးပါပါ Round 8ရောက်တော့ကျွန်တော် Fragment 3ခုပြန်ယူခိုင်းတော့ကျွန်တော်ဒီဘက်ကဒီပေါ့နော်ဟိုဟာအလဲဟာပဲယူလိုက်ပြီးနာလက်မထောင်ထားတာကိုယူတော့ရှောက်ယူလိုက်တာပေါ့နော်ကျေးဇူးဒါဒီ Round 1မှာတည်းကချရတဲ့ဒီပေါ့ Hero Pick တွေကိုကျွန်တော်တို့ဒီခုပြန်ချနေရတယ်ပေါ့နော်ဒီနာနာနဲ့ Alpha တွေဝါ Boxia ကိုတွားတက်မယ်လုပ်နေရတယ်တော့ဘောက်စီကကျွန်တော်တို့ပကွီတိုလာတက်နေတာပကွီတိုက line လင်းနေရတယ်ပါတယ်ဒါအဲ့ဒါနဲ့ဒီမှာကြည့်အောင်ဒီဟိုဟက်ကရဲ့ RD ပါချာကျွန်တော်တို့ဒီမှာတော့အဲ့လည်းပဲ round 8လည်းအောင်မြင်ထပ်ပြီးရနိုင်ပါ round 9ရောက်တော့ကျွန်တော်တို့ဒီမှာဒီ fragment နှစ်ခုပဲယူခိုင်းတယ်ပေါ့နော်အဲ့နဲ့ကျွန်တော်ဒီတန့်ဟာပဲယူလိုက်ပါတယ်အားနဲ့ကျွန်တော်တို့ဒီမှာပေါ့နော်အမြဲတမ်းကြုံနေရတဲ့ဒီ3ကောင်တွေပဲပြန်ကြုံတယ်ဒီခါတော့ကျွန်တော်ကွန်မိုပူတောင်ပွဲလေးရတော့တတရရလေးပဲဒီမှာဆိုဒီမှာကြည့်အမတိုက်ကွဲ RD ဝင်စစ်ပြောမယ်အပေါ်ကလေကြွားအောင်အပေါ်က K လေး notification ဘယ်လိုပေါက်လာရဲဒီလားအဲ့ဒါလေ diamond 10လုံးနဲ့ဝယ်ဖောက်လိုက်တာကြွားတယ်လို့နဲ့ကြွားတယ်လို့ဖြစ်သွားတယ်ခုဆိုဒီမှာခုနကပြောတဲ့အတိုင်းပဲ radiant armor တော့မဟုတ်ဒီမှာ international ဒီမှာကျတော့ကျွန်တော် radiant armor ဒီမှာလည်း fragment 3ခုရေးခိုင်းတယ်ဟိုဘက်က assassin ဆိုတော့ကျွန်တော်ဒီအလဲက assassin တစ်ခုပဲခုလဲဒီမှာနနာအောင်နဲ့ပြန်ကြုံပြန်ပြီပေါ့နော်နနာတို့နဲ့ရေစက်မကုန်နိုင်တယ်ဒီမှာဆိုရင်2ယောက်က3ယောက်ကတယောက်တည်းညာတယောက်ကအရှိတယောက်ကနောက်တယောက်ကမြောက်တယောက်ကတောင်ရောက်နောက်ဆုံးမှာတော့ဘောက်စီရတဲ့ကောင်နဲ့ကျွန်တော်သူ့ immortal ဖြုတ်ပြီးတော့တခါလေးတန်းတက်လိုက်တာနဲ့တခါလေး victory ဆိုပြီးတော့ဒီဘက်တွေကတော်တော်လေးလဲမိုက်တာကြောက်ကျွန်တော် search စေချင်ပါတယ်ဒါကြောင့်ဒီမုတ်လေးကိုကျွန်တော် comment ပြောပါရယ်ချီစာ class ဆိုတာအဲ့ဒါစလိုက်တာတကယ်လို့ authentic တဲ့ဆိုရင် comment တော့မဟုတ်ကျွန်တော်ဒီ description မှာလာပြီးတော့ဒီမှာပေါ့နော် first place second place နဲ့ third place ဆိုပြီးတော့ရွေးပါတယ်ပြီးအောက်မှာ fourth place ရော fifth place ရောစုံနေပါကျွန်တော်တို့ဒီမှာ first place ရပါကျွန်တော်တို့က first place ရပါပါတယ်အောက်မှာ goal လည်းပြရပေါ့နော် assistant တွေ key တွေစုစုပေါင်းအထက်မှာအများဆုံးပေါ့နော်ဆိုတော့ဒီနေ့ video ဒီလောက်ပါပဲနောက်နေ့ video မှာနောက်ထပ် update တွေ့ပါမယ် bye bye